လူတော်သန္တာတော်အယဘုရားရှင်ကိုရောမြတ်ကြီးအလူတော်သန္တာတော်ကိုသိပြီးတော့မြတ်ဗျာတော်မူခဲ့သောဓမ္မခန္ဓာများကိုတို့တို့တွင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ကိုယ်တိုင်လည်းပဲကျင့်ကြံကြိုးစားပွားများအထုပ်ပြီးသက္ကာလအလုံးသောဝိနည်းများကိုလည်းပဲခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဩဘောညွန်မြတ်ဆုံးမတော်မူသွားခဲ့သည့်ယေရှုတော်ရှင်အဘိဓဇမဟာရထဂုရုဧကမဟာပဏိတမောဂုဆရာတော်ဘုရားကြီးဤဉာဏ်ဥပနိဒေကိုအမိပြုပြီးသက္ကာလရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်း140ရပ်ကွက်ကာယကမေတ္တာကျောင်းတိုက်ကာယကမေတ္တာဖောင်ဒေးရှင်းအသိဉာဏ်ကပြုလုပ်စီရင်ခြင်းမှအပ်သောယဟန်တော်မြတ်စွာဘုရားပရိစ္ဆာသမုပ္ပါအခြေခံသောဘက်ဆုံးသာသနာပြုစွာရည်မြစ်သင်္ဍာကြီးဤဒီကနေ့9မြောက်သောနေ့ကာလခါသမယမှာသင်္ဍာတရားတော်မူလာကြကုန်သောနောင်တော်ညီတော်သံဃာတော်ရှင်သူမြတ်တို့အားဘုရားတပည့်တော်ဉာဏ်မီသရွေဉာဏ်စွာရှိသလောက်သုံးမအစကိုတာစာစေ၍ပရိစ္ဆာသမုပ္ပါဟောဒီပြောဒီမြတ်ပို့ချမှာဖြစ်လေသောကြောင့်ရှင်ဥစွာမူလတရားပိုင်ခြင်းဖြစ်တော်မူသောသုံးလောကဒုက္ခသဗ္ဗညုမြတ်စွာဘုရားကိုဥစွာပရမနမောတတသုံးခြေဖြင့်ရှိခိုးပူဇော်ကြောပါမယ်အဲဒီနောက်ဝကျေးဇူးတော်ရှင်ဘိရဇမဟာရထဂုရုဧကမဟာပဏိတမောဂုဆရာတော်ဘုရားကြီးရဲ့တန်တော်ဉာဏ်တော်ကိုပူဇော်သည့်အနေအဖြင့်မူလနဗျာအစလာသည့်အသရှိသွေလင်္ကာနဲ့အဝိဇ္ဇာနဲ့တဏှာယင်္ဂဒိဋ္ဌိပြုတ်လင်္ကာတို့ကိုလည်းပဲရွတ်ဆိုပူဇော်ကြောကြပါစို့နမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံသနမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံသသမ္မာတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံသမူလနဗျာဧငါ12ပါးတရားကိုဗျာနိသုံးပါးအစနေယမူလဝေသောဝါနိကာလသုံးပြဧယ20ဤရှိသွေကိုအလမေကျမသိစေအပ်သည်သတ္တရမလက်ကြောင်းသည်အဝိဇ္ဇာနှင့်တဏှာအရင်ခံဥမာဒံအပေမာမြို့မအပေအမြေမပြသက်ဇတိအာကံကြောင့်နိုင်ရောက်ကြောင့်ကအဘဘဖြစ်ပြနေအလျောက်ဓမ္မသညာသာတိယာကသင်္ချာပြုပြီးစီရင်ပါခြင်းအကောင်းရင်လူနဲ့များစွာသတ္တဝါတို့ဖြစ်လာရမှုမဟုတ်ဘူးဉာဏ်ပြည့်ကျူ၍မြောသာဓုကဲအလုံးသောနောက်တော့ညီတော်မြတ်ဘုရားတပည့်တော်တို့သုံးပါအစဆိုတော့ဒီအစသုံးပါးကလည်းပဲတပည့်တော်တို့ဟောစဉ်လေးတိုင်းဟောသွားမယ်ဆိုရင်တော့လွယ်တယ်ပေါ့ဗျာနော်သို့တော်လည်းပဲသူ့ကိုတကယ်သဘောပေါက်အောင်ရှင်းပြရတဲ့အခါကျတော့ခက်ပါတယ်ဗျာနော်အဲဒါရှိတဲ့ထဲမှာဟောလို့ကောင်းတာကတော့ဒီအစပဲရှင်းရခက်တာကဘာတော့ဒီအစပဲနော်ဒါကြောင့်တပည့်တော်တို့ဟောနည်းနဲ့ရှင်းနည်းကိုသွားကြအောင်နော်ဒါဆိုတော့အစဗန္ဒစတဲ့တော့3 ဆအစ3 ဆဆိုတော့
တာဆိုတော့အဆက်ဆိုတော့တိအကွက်နဲ့နှစ်အကွက်အဲ့ဒီကြားထဲမှာရေးရတယ်စာလုံးရေးဘာသာစာလို့မယုတ်လားရေးသလားရေးတယ်ဒါဆိုတော့စာလုံးရေးဘာသာစာတော့အဲ့ဒါတခြားလားအဆက်လို့ပြောတာလားသို့တော်လည်းပဲအဲ့ဒီစာလုံးရေးဘာသာစာရဲ့နေရာလေးမှာမြားကလေးပြပြီးတော့မထောက်လာထားသလားအဲ့ဒီမြားကလေးသည်တစ်ဖက်တည်းခြုံထားတာလားနှစ်ဖက်ခြုံထားတာလားအဲ့ဒီနှစ်ဖက်ခြုံထားတဲ့အနိယောင်မြားလေးသည်ဘာရဲ့သင်္ကေတလို့မှတ်ရမှာလဲလို့ပြောရင်အစရဲ့သင်္ကေတပြဘာရဲ့သင်္ကေတတဲ့တော့ဒါတော့အဲ့ဒီအစရဲ့သင်္ကေတလေးကြည့်လိုက်အဲ့ဒီမှာဒီမှာကြည့်လိုက်တော့ဒီမြားကြုံလေးသည်ဘယ်အကွယ်ထဲရောက်နေတာလဲလို့ပြောရင်မရဘူးလားရောက်နေသလားဒီမြားကြုံလေးကဘယ်အကွယ်ထဲရောက်နေတော့အဲ့တော့ဒါတော့ဒီအကွက်ထဲရောက်နေတဲ့မြားကြုံလေးကလည်းပဲသူ့နားမှာရှိတာကအခြားလားသင်္ခါရလားဒီအကွက်ထဲရောက်နေတဲ့မြားကြုံလေးအနားမှာရှိတဲ့တခြားလားဝိညာဉ်လားဒါကိုဆိုရုပ်အနေနဲ့ပြောလိုက်တာဗါတဲ့တော့သင်္ခါရနဲ့ဝိညာဉ်တစ္ဆာမပြောလားပြောသလားကဲနေ့အကွက်ကြားထဲမှာရနေ့အကွက်နဲ့သုံးအကွက်ကြားထဲမှာလဲစာလုံးရင်ပါတာစလို့လည်းမယုံလားရေးသလားရေးတယ်ရေးယုံတယ်လားဆိုရင်အဲ့ဒီမှာသင်္ကေတလေးနဲ့မပြောင်းလားပြသလားဘာရဲ့သင်္ကေတလဲလို့ပြောရင်အစရဲ့အဲ့ဒါတခြားလားမြားလေးလားအနိယောင်နှစ်ဘက်ကျော်မြားလေးပြပြီးတော့မထောက်လားထားသလားကဲဒါရတော့အဲ့ဒီမှာကျတော့နေ့အကွက်ထဲမှာဘယ်သူရှိတယ်လဲလို့ပြောရင်ဝေဒနာတဲ့ပြဘယ်သူတဲ့တော့ဝေဒနာမရှိလားရှိသလားကဲသုံးခွဲကြားထဲမှာလည်းအဲ့ဒီမှာအနိယောင်များလေးမရှိလားရှိသလားဒါအဲ့ဒီအနိယောင်များလေးတွေအနိစ္စဆုံးတခြားလားတဏှာလားဒါကိုကြည့်ပြီးတော့ဝေဒနာနဲ့တဏှာတစ္ဆာမှတ်လို့မရဘူးလားရသလားနံပါတ်1ဆက်ကဘာနဲ့ဘာတဲ့တော့နံပါတ်2ကဒါဆိုအဲ့ဒီမှာနံပါတ်3အကွက်နဲ့4အကွက်ကြားထဲမှာလည်းစက်လို့မရဘူးလားရေးသလားဒါဆိုစက်လို့ရေးတဲ့အပြေအစက်ရဲ့သင်္ကေတမြားလေးလည်းမပေါင်းလားပါသလားအဲ့တော့ဒီမြားကြုံလေးဒီပဲကွက်တဲ့ရောက်နေတော့သုံးကွက်တဲ့ရောက်နေသုံးကွက်တဲ့မှာသူနဲ့အနိစ္စတဲ့တခြားလားကမ္မဘဝလားအဲ့ဒါအဲ့ဒီမြားကြုံလေးကပဲကွက်တဲ့ရောက်နေတော့သူနဲ့အနိစ္စတဲ့ကတခြားလားဇာတိလားဒါကိုကြည့်ပြီးတော့ဗါတဲ့တော့ကာမဘဝနဲ့တဇာအဇဗနဇတ်တဲ့တော့ဆိုကြပါတဲ့တော့သင်္ခါရနဲ့ဝေဒနာနဲ့ကာမဘဝနဲ့ဇာတိအဇဗနဇတ်တဲ့တော့ဒါတော့ကြည့်လိုက်တော့ဒီအကွယ်နဲ့ဒီအကွယ်ကြားထဲမှာလဲအစဆိုတာလေးမပြောင်းလားပြသလားသင်္ကေတလေးမရှိလားရှိသလားနင်းနဲ့သုံးကြားထဲမှာလဲစဆိုတာမပြောင်းလားပြသလားသင်္ကေတမရှိလားရှိသလားဒါတော့သုံးနဲ့လေးကြားထဲမှာလည်းပဲအစဆိုတာမပြောင်းလားသင်္ကေတလေးမပါဘူးလားပါသလားဒါတော့ကြည့်တဲ့ဟဲ့ဒီမှာလေးနဲ့တေကြားထဲမှာပါရဲ့လားဘာဖြစ်လို့မပါတာတော့ဒါလေးရေးကြည့်တယ်နော်ဘာဖြစ်လို့မပါတာလဲလို့မေးဖြေတတ်အောင်ကြိုးစားမှာနော်အဲ့ဒါတပည့်တော်ဒါကဆရာနီးပေါ့ဗျာနော်ကဲဒါဆိုအစဗန္ဒစာလဲလို့ပြောရင်ပြပါတယ်တော့သင်္ခါရနဲ့အစဗန္ဒစာတဲ့တော့ဒါကတော့ဘုရားတပည့်တော်တို့ကစူရိုးလေးတိုင်းစက်တာပေါ့နော်စူရိုးလေးတိုင်းစက်တယ်ဆိုအဲ့ဒီမှာတည့်အကွယ်ထဲမှာဒီမှာအများလေးမရှိလားရှိသလားဒါတော့များလေးရှိတယ်ဆိုဒါလေးကိုကြည့်ပြီးတော့ဘုရားတပည့်တော်တို့ကအကွက်အနေနဲ့လေဆက်လို့မရဘူးလားရသလားပြဘာနဲ့ဆက်มาတဲ့တော့ဒါတော့အကွက်အနေနဲ့ဆက်ရင်ဘယ်ကွက်နဲ့ဘယ်ကွက်ဆက်มาတဲ့တော့ဒီလိုဆက်လို့ရတယ်နော်ဒါတော့တပည့်တော်တို့ဆိုရိုးလေးကသင်္ခါရနဲ့ဝိညာဉ်တစ္ဆာဒါတော့ရသမျှဆက်လို့ရဆက်ကြည့်အောင်ဆိုတော့ဗါတဲ့တော့သေကွက်နဲ့နဲ့အကွက်တစ္ဆာဆက်လို့မရဘူးလားဒါတော့ဒီမှာကြည့်လိုက်တော့ဗါနဲ့ဗါတော့နဲ့အကွက်နဲ့နောက်ပြီးတော့ဆက်လို့မရဘူးလားအဲ့ဒါဗာနဲ့ဆက်တာတော့အကွက်နဲ့ဆက်တာဒါတော့အကြောင်းအကျိုးကိုဆက်လို့မရဘူးလားကဲဆက်ကြည့်မယ်ဗါတဲ့တော့အတေအကြောင်းနဲ့ပြစ္ဆုတ်ပံအကျိုးတစ္ဆာညံ့ဗါတဲ့တော့နောက်ပြဗါတဲ့တော့ပြစ္ဆုတ်ပံအကြောင်းနဲ့
ဆက်လို့မရောက်လိုက်ရသလားပြစ္ဆုတ်ပံအကျိုးနဲ့ကဲနောက်တစ်ဆက်ကြောင့်ပါတယ်တော့ပြစ္ဆုတ်ပံအကြောင်းနဲ့အဲ့ဒါဘာနဲ့ဆက်တာတဲ့တော့အကြောင်းအကျိုးဆက်တာဒါတော့မူလနဲ့ပြဆိုတာမရှိဘူးလားရှိပါတယ်ဒါမူလနဲ့ပြနဲ့တပည့်တို့ဆက်လို့မရောက်လိုက်ရသလားဘာမူလတဲ့တော့အဲ့ဒီအဝိဇ္ဇာကလည်းဘာတဲ့တော့အတိတ်အဝိဇ္ဇာမူလနဲ့ပြစ္ဆုတ်ပံခန္ဓာ၅ပါးတဇတ်ပြန်ပြပါတယ်တော့အတိတ်ထဲလိုက်အောင်ပါတယ်တော့အကျိုးလေးပဲထည့်လို့ရနော်အတိတ်အကြောင်းအဝိဇ္ဇာမူလနဲ့ပြစ္ဆုတ်ပံအကျိုးခန္ဓာ၅ပါးတဇတ်ဆက်လို့မရဘူးလားဒါဆိုတော့ဒီမှာနောက်ဒါပြန်ဆက်ကြည့်အောင်ပါတယ်တော့အတေအကြောင်းအဝိဇ္ဇာမူလနဲ့ကဲဒါဆိုဒီစက်ကိုဆက်ကြည့်ပါတယ်တော့ပြစ္ဆုတ်ပံအကျိုးခန္ဓာ၅ပါးနဲ့ပြစ္ဆုတ်ပံအကြောင်းတဏမူလတဇတ်ဆက်လို့မရဘူးလားနော်ဒါဆိုတော့ဘယ်လိုပြန်ဆက်မပြတာလဲပြစ္ဆုတ်ပံအကျိုးခန္ဓာ၅ပါးနဲ့ဒါတော့သုံးနဲ့လေးဆက်ကြည့်အောင်ပါတယ်တော့ပြစ္ဆုတ်ပံအကြောင်းတဏမူလနဲ့အနာဂတ်အကျိုးခန္ဓာ၅ဇာတိတစ္ဆလို့ပြောလို့ရတယ်ခန္ဓာ၅ပါးတဇတ်လို့ပြောလို့မရဘူးလားရသလားအေးဒါဆိုဘယ်လိုပြောပါလဲအနာဂတ်အကျိုးခန္ဓာ၅ပါးတဇတ်ဒါမူလနဲ့ပြန်နဲ့စက်တာပေါ့ဗျာနော်ဒါတော့ဒီပြည့်တို့ကဉာဏ်ရှိသလိုစက်မယ်ဆိုရင်အဲ့ဒီလိုအသွယ်တွေနဲ့ကြည့်ပြီးတော့အလုပ်လုပ်လို့မရဘူးလားကဲသစ္စာအနေနဲ့စမယ်ဆိုပါတယ်တော့အတေယကြောင့်သမုဒိယသစ္စာနဲ့ပြစ္ဆုတ်ပံအကျိုးဒုက္ခသစ္စာတဇတ်ပြန်ပါတယ်တော့ပြစ္ဆုတ်ပံအကျိုးဒုက္ခသစ္စာနဲ့အဲ့ဒါဘာနဲ့စတာတော့ပြောဘာနဲ့စတာတော့သစ္စာတကူပြီးတော့ပါတယ်တော့၄ခုပြောပါတယ်တော့သစ္စာမတိအတေအကြောင်းတလဝနဲ့ပြစ္ဆုတ်ပံအကျိုးတလဝနဲ့ဆက်လို့မရဘူးလားရသလားဒါတော့အဲ့ဒီလိုရှင်ပြတော့ဉာဏ်ရှိတယ်လို့အလုံးလုံးပြီးတော့စကြပေါ့ဗျာနော်ဒါကတော့ရှင်ပြတော့လည်းပဲစာပေတွေတက်ပြီးသားပါဗျာနော်အဲ့ဒါတော့ဒီတော့ဒါလူလေးနော်အဲ့ဒီအစကိုရနိုင်သမျှစပြပါဆိုရင်ဒီလိုလေးအသွယ်နဲ့စသည်အပြင်အကုန်ဆက်လို့ရတယ်ပေါ့ဗျာနော်အဲ့ဒါတော့ဒီပြတော့သွားအောင်ပါတယ်တော့သင်္ခါရနဲ့ဝိညာဉ်တဇတ်တဲ့နော်အဲ့ဒီအစကြတော့ဗာလဲလို့ပဲသေခဲ့ပြီးတဲ့အစပြပါစတဲ့တော့သူကိုကြတော့အသေးစလို့ပြောတာပေါ့ဗျာနော်ပြပါစတဲ့တော့အသေးစတဲ့မှတ်လိုက်နော်သင်္ခါရနဲ့ဝိညာဉ်ဇတ်ကိုသေခဲ့ပြီးတဲ့အစအသေးစနောက်တစ်မျိုးကဗာလဲလို့ပဲရေဧကံအစပြပါစတဲ့တော့နော်ဒါတွေတော့ဟောစင်မသွားသေးဘူးเนาะဒါရှေးကနေပြီးတော့ပလင်ခံထားတာပေါ့ဗျာเนาะဒါဆိုတော့သင်္ခါရနဲ့ဝိညာဉ်အစကိုသေခဲ့ပြီးတဲ့အစပြောရတယ်တော့သေခါနိမဟုတ်ဘူးเนาะသေခါနိကဒီဘက်မှာလာမှာကဲပါတယ်တော့သေခဲ့ပြီးတဲ့အစတနည်းပြောတော့အသေးဇာဟုတ်တယ်မလားနောက်တစ်မျိုးပြောတယ်ဗါတဲ့တော့ဧကံအစအဲ့ဒါလေးတွေပြီးရရှင်းမယ်နော်ဒါဆိုတော့ဘာဖြစ်လို့သေခဲ့ပြီးတဲ့အစလို့ပြောတာလဲလို့ပြောရင်ဘုရားတပည့်တော်တို့အတိတ်တုန်းကဘာရခဲ့တော့ခန္ဓာရခဲ့တယ်ပြောဘာရခဲ့တာလဲတော့မရောက်လာရသလားရမယ်ရတော့လည်းပဲအဲ့ဒီခန္ဓာအကြောင်းသိရလားမသိတာကဘာလို့ပြေလုံးတာကအဲ့ဒီသင်္ခါရကလည်းတခြားလား၃မျိုးလားပြောပါသေးတယ်တော့ပုံညာပြီးသင်္ခါရအပုံညာပြီးသင်္ခါရအာနိစာပြီးသင်္ခါရဘယ်နှမျိုးတဲ့တော့အတိတ်တုန်းကမလုပ်ခဲ့တာလားလုပ်ခဲ့တာလားတခြားနဲ့လုပ်ခဲ့တာလားခန္ဓာနဲ့လုပ်ခဲ့တာလား
ဘယ်တော့ကလောက်ခဲ့တာတဲ့တော့သိပြီလောက်တာလားမသိပဲနဲ့လောက်တာလားမသိတာကလောက်တာကအဲ့ဒါတခြားလားဆက်တာပဲလားဒါသင်္ခါရဒီဟဲ့ဒီမှာကုသိုလ်တွေမပြုလားပြုတယ်လားသိပြီပြုတာလားမသိပဲနဲ့ပြုတာလားမသိပဲနဲ့ဆိုမသိရင်နိဗ္ဗာန်ဆိုတာကိုတောင်းတပါအောင်မလားဒါရနိဗ္ဗာန်တောင်းတမှာလားခန္ဓာတောင်းတမှာလားဒါရရဲ့တော့ဟဲ့ဒီမှာကြည့်ဟဲ့ဒီအဝိဇ္ဇာသည်ဘာအကြောင်းတော့မသိဘူးတဲ့တော့နိဗ္ဗာန်အကြောင်းတော့မသိဘူးပြောဘာကြောင့်မသိဘူးတဲ့တော့ဘာအကြောင်းတော့သိတာတဲ့တော့အဲ့ဒီခန္ဓာတောင်ပါပဲခန္ဓာ၅ပါးလို့သူသိတာမဟုတ်ဘူးတဲ့လူခန္ဓာနတ်ခန္ဓာဗြဟ္မခန္ဓာလို့ပဲမသိတာလားသိတာလားအဲ့ဒီလူခန္ဓာတောင်ပါပဲလေလူချမ်းသာလူစင်ရဲ့သူမသိဘူးလားသိသလားအဲ့ဒါဘာသူသိတာတဲ့တော့အဝိဇ္ဇာကချမ်းသာတဲ့ဆင်းရဲတာမသိဘူးလားသိသလားချမ်းသာတဲ့ခန္ဓာရဲ့ဆင်းရဲတဲ့ခန္ဓာရဲ့မသိဘူးလားသိသလားသို့တော့သစ္စာတော့သိရဲ့လားမသိတာဘာသူတဲ့တော့လုံတာကတရားရာကြောင့်လုံတာလားခန္ဓာရာကြောင့်လုံတာလားဘယ်ခန္ဓာရာကြောင့်လုံတာတဲ့တော့ပြောဘယ်ခန္ဓာရာကြောင့်တဲ့တော့မလုံဘူးလားလုံတယ်လားဘာသူလုံတာတဲ့တော့ဒါသင်္ခါရမလုံဘူးလားလုံတယ်လားအဲ့ဒါတရားလားဆက်လိုက်တာလားကဲဒါဆိုတော့ဒါတော့ဒီသင်္ခါရနဲ့ဝိညာဉ်တဇတ်လို့မပြောလားပြောသလားစပ်ပင်စပ်တော့အဲ့ဒီမှာတရားခန္ဓာနဲ့လားအတိတ်ခန္ဓာနဲ့လားဒါလည်းရှင်းမယ်နော်ဒါတော့ဒီနေရာမှာဘုရားတပည့်တော်ကရှင်းတဲ့အခါမှာအစတဲ့ဒါလေးပြန်ပြီးတော့နော်အဲ့ဒါလေးနဲ့စောစောကပါတယ်တော့သေခဲ့ပြီးတဲ့အစလေးနဲ့ဒီလိုလေးနှမျိုးသွားအောင်နော်အစဆိုတဲ့စကားလုံးအရှင်ဘုရားတို့သုံးသပ်ကြည့်လိုက်စာလုံးရေးပါတာဆက်ဆိုတော့ပြတ်တယ်ပြောတာလားဆက်တယ်လို့ပြောတာလားဆက်တယ်ဆက်တယ်ဟုတ်တယ်မလားပြောပါတယ်တော့ဆက်တယ်ဆက်ပြောဘာနဲ့ဆက်တယ်ပြောတော့သင်္ခါရနဲ့ဝိညာဉ်ဆက်နေတယ်လို့မပြောလားပြောသလားအေးသင်္ခါရနဲ့ဝိညာဉ်ဆက်တယ်လို့ယူမိရင်ဘာဒိဋ္ဌိတယ်လို့ပြောရင်တတ္တဒိဋ္ဌိပြောဘာဒိဋ္ဌိလဲတော့တတ္တဒိဋ္ဌိကဘာလဲတော့ခိုင်တယ်ရဲတယ်တည်တယ်တန့်တယ်ဘဝကူးတယ်ဘဝပြောင်းတယ်အသက်ထွက်တယ်လိပ်ပြလွတ်တယ်ဝိညာဉ်တွေ့တယ်အဲ့ဒါဘာဒိဋ္ဌိလဲတော့ဒါတော့ဆက်တယ်လို့ယူမိတာဒီဘာဒိဋ္ဌိလဲတော့ဒါတော့ဒီမှာကျတော့သင်္ခါရနဲ့ဝိညာဉ်ဆက်တယ်လို့ယူမိရင်ဘာဒိဋ္ဌိတဲ့တော့ပြောဘာဒိဋ္ဌိတဲ့တော့ဒါအရှင်ဘုရားတပည့်တော်ကဆက်တယ်လို့ဆိုဒါဆိုတော့မဆက်ဘူးလားလို့ပြောရင်မဆက်ဘူးလို့ယူမိရင်ဥစ္စေတာဒိဋ္ဌိတဲ့ပြောဘာဒိဋ္ဌိတဲ့တော့ဆက်တယ်လို့ယူမိရင်ဘာဒိဋ္ဌိမဆက်ဘူးလို့ယူမိရင်ဒါတော့ဟဲ့ဒီမှာကျသင်္ခါရနဲ့ဝိညာဉ်အစရဲ့သဘောကိုနားမလည်ဘူးဆိုရင်ဘာဒိဋ္ဌိတဲ့ဘာဒိဋ္ဌိတဲ့တော့ဒါကိုလည်းမရှင်းရမှာလားရှင်းရမှာလားရှင်းမဲ့ဆိုရင်ဘာကိုရှင်းရမှာလဲဟဲ့ဒီမှာကျတော့သင်္ခါရဆိုတာမရှိဘူးလားရှိသလားသင်္ခါရတည်းတခြားတရားလားကံလားကံတော့ဒါဆိုတော့အတိတ်တုန်းကဟဲ့ဒီခန္ဓာအတိတ်ခန္ဓာနဲ့တခြားလောက်ခဲ့တာလားကံနေလောက်ခဲ့တာလားပြောပါလေလောက်ခဲ့တာတဲ့တော့ကံနေမလောက်ဘူးလားလောက်တယ်လားဒါတော့ကောင်းတဲ့ကံနေမပြုလားပြုတယ်လားဒါတော့ကြောင်းနေလည်းမဆောက်ခဲ့တာလားဆောက်ခဲ့တာလားကြောင်းနေဆောက်တာအဲ့ဒီကံနေမရှိလားရှိတယ်လားအဲ့ဒီကံတွေကစောစောကပြောတယ်လေရှင်ဘုရားတို့ဘုရားတို့တော့လဲဘိန်းနောက်ပါလိုက်တာတော့နွားနောက်လဲဘိန်းလိုက်တာအမဲနော်လူနောက်အရေးမလိုက်ဘူးလားလိုက်တယ်လားလိုက်တယ်လို့ပဲတဲ့ဘာသွားရဘာလိုက်တာတော့ဒီမှာလေဒီတော်တို့အဲ့ဒီကံတရားကြီးကထက်ချက်မှာကွာလိုက်တယ်လို့မပြောလားပြောသလားဥပမာအနေနဲ့ပြောရလေအမလီနွားသွားရလဲဘိတ်ပါတနေ့ပြောတော့နွားကြီးရနောက်လဲဘိတ်လိုက်တယ်လို့တဲ့ကံငါလဲပဲလိုက်တယ်လို့မပြောလားပြောသလားဘာကလိုက်တယ်ပြောတာတဲ့တော့ကံကလိုက်တော့လိုက်တာပဲအထေအနေနဲ့လိုက်တာလားတတ္တိအနေနဲ့လိုက်တာလားကံကပြုတ်ပြီးတော့မပြတ်ဘူးလားပြတ်သလားကံကပါတယ်တော့ပြုတ်ပြီးတော့ပြတ်ဟာဒါဆိုအရှင်ဘုရားကံနေပြတ်တယ်ဆိုတော့ဒီလိုလုပ်ခဲ့တဲ့ကံတွေကအကျိုးမပေးတော့ဘူးလို့ယူမိတော့ဗာဒိဋ္ဌိတယ်တော့
ဩကံကအစင်လိုက်နေတာပဲလို့ယူမိရင်ဒါအရေးကြီးတယ်နော်ယေကုဟောတာကကံသမားအတွက်ဟောမှာလားဉာဏ်သမားအတွက်ဟောမှာလားကံသမားအတွက်ကတော့ဟေးဟဲ့ဒီကံမဒါရတော့ကာမယောနိကာမဗန္ဓုကာမပฏิတရဏဟုတ်တယ်မို့လားကံသာလဲဗါတဲ့တော့နောက်ပြီးတော့အဘတဲ့အမိအဘလိုပဲဗါတဲ့တော့ဟဲ့ဒီကံကစောင့်ရှောက်တယ်လို့မပြောဘူးလားပြောသလားဘယ်သူကစောင့်ရှောက်တယ်ပြောတာတော့ကံကစောင့်ရှောက်တာလားသူကံတတ္တိကစောင့်ရှောက်တာလားရေကိုကြည့်လိုက်ရှင်ပြဘယ်နဲ့တုန်းကညီမောင်တစ်ပါးစွန့်မလို့လားလူသလားအဲ့ဒီဟာပါတော့ကံလေးကပြုတ်ပြီးတော့မပြတ်ဘူးလားပြတ်သလားလို့တော့ဗာလေးအစားထိုးတော့တတ္တိကလေးအစားထိုးတယ်ပြောဗာလေးအစားထိုးတော့မစိုးလားထိုးသလားနော်ဒါတော့ဘုရားတပည့်တော်အတိတ်တုန်းကပြုတ်ခဲ့တယ်ကံနေမရှိဘူးလားရှိသလားတခြားခန္ဓာနဲ့ပြုတ်တာလားအတိတ်ခန္ဓာနဲ့ပြုတ်တာလားဟောဒါအတိတ်ခန္ဓာနဲ့ပြုတ်တယ်ဆိုအဲ့ဒီကံလေးတွေဒီဘာဖြစ်လာမှလဲလို့ဘုရားတပည့်တော်တို့ဘယ်ခန္ဒီကာလလဲလို့ပြောရဲ့သေခန္ဒီကာလဒါလေးပြောဘယ်ကာလတော့သေခန္ဒီကာလဘာသောဆောတဲ့အချိန်နဲ့တော့ပြောဘာသောတဲ့အချိန်နဲ့တော့ဘယ်ခန္ဓာတော့ပြောဘယ်ခန္ဓာလဲတော့အနာဂတ်ခန္ဓာရပြီလားဘာဖြစ်လို့မရသေးတာတော့နော်ဒီမှာကြည့်လိုက်လေဘယ်ခန္ဓာမပြည့်သေးဘူးတော့အတိတ်ခန္ဓာမပြည့်ပဲနဲ့အနာဂတ်အပြည့်စုံအနာဂတ်ခန္ဓာရနိုင်ပါမလားပြည့်စုံပံခန္ဓာကိုရနိုင်ပါမလားဒါလေးရေးကြည့်နော်ဒါဆိုတော့ဘုရားတပည့်တော်အတိတ်တုန်းကဘာရခဲ့တော့ခန္ဓာအဲ့ဒီခန္ဓာနဲ့ကုသိုလ်တွေမပြုတ်ခဲ့ဘူးလားပြုတ်ခဲ့သလားအကုသိုလ်ကိုဇန်တမဘတ်တွေကိုပြုတ်ခဲ့တယ်သိပြီးပြုတာလည်းရှိမယ်မသိဘဲနဲ့ပြုတာလည်းရှိမယ်ဟုတ်တယ်မို့လားဒါပင်တို့ပင်တို့တော်လည်းပဲဘေဂန္ဒီကာလတော့သေဂန္ဒီကာလဘာဇောသောဂန္ဒီတော့မရဏဇာနသောဂန္ဒီကာလလေးမှာဘာတွေမြင်တာတော့ကံကမ္မနမိတ်ပြန်ပြပါတယ်တော့မမြင်ဘူးလားမြင်သလားဒါဆိုကံကမ္မနမိတ်ဆိုတော့ဘယ်ကံဘယ်ကမ္မနမိတ်ရဲ့လို့ဒီလိုပြောလို့ရသလားမရဘူးနော်ဘာဖြစ်လို့လဲလို့ပြောရင်ဟဲ့ဒီကြည့်လိုက်တော့ဒီမှာကံဆိုတဲ့သင်္ခါရသည်သစ္စာအနေနဲ့ပြောဘာသစ္စာလဲတော့ဟဲ့ဒီသမုဒယသစ္စာသည်အာယုဟနတော်သူကအားလုံးဘာလို့ထားတော့သိသိပြီးတော့မထားဘူးလားထားသလားဘာတွေသိသိတာလဲပဲကောင်းတာတွေလေမကောင်းတာတွေလေသူသိသိထားတာဟုတ်တယ်မို့လားဘယ်သစ္စာတော့မသိဘူးလားသိထားသလားသိထားတဲ့အခါကျဘယ်ခန္ဒီကာလတော့သေခန္ဒီကာလမှာဘာနမိတ်တော့ကံကမ္မနမိတ်မထင်ပါလားထင်ပါလားအဲ့ဒါအဲ့ဒီကမ္မနမိတ်ကအဲ့ဒီဘဝမှာပြုခဲ့တဲ့ကံထင်မှာလားအတိတ်ကကံတွေကိုမထင်နိုင်ဘူးလားထင်နိုင်သလားဘယ်ကံထင်မယ်လို့များပြောလို့ရသေးလားမရဘူးနော်အဲ့ဒါဘုရားပြလို့ပြောတယ်လေဇဏကကံဥပါဒမသတ္တရားပဲမပြောဘူးလားပြောသလားအဲ့ဒါမှာအာဇိဏကအာသတ္တရားပဲဒီလိုကံနေပြောတယ်လေအဲ့ဒါလေးကိုဘုရားပြတော့ဗာလေးဥပမာပေးတော့နွားဟုတ်တယ်မလားနှချင်ကြီးတဲ့ကိုဗာလေးသွင်းလိုက်တာတဲ့တော့မသွင်းလိုက်ဘူးလားသွင်းလိုက်သလားအဲ့သွင်းလိုက်တဲ့အခါကျတော့အမလေးအာကောင်းမောင်းတဲ့နွားတွေကအတွင်းနဲ့ရောက်ခြံဝမှာဘယ်နွားကြံခဲ့တော့ဒီလိုလေးဥပမာလေးပေါ့ဗျာနော်ကဲဒါဆိုတော့တပည့်တော်တို့မှာဒီကံတွေကဘယ်ကံလားတင်ပဲရဲ့လို့ပြောလို့ရသလားမရဘူးသို့တော်လည်းပဲဘာဖြစ်လို့မရတာလဲတော့ဘုရားတပည့်တော်တို့မှာကုသလာကုသလံဇဟံတဲ့ပြောပါတယ်တော့ပြုထားတဲ့ကုသိုလ်တွေကိုလည်းပဲစွန့်နိုင်တဲ့ဆွမ်းအားတတ်တည်ရှိသေးလားမရှိသေးဘူးဗျာနော်ဒါတော့ကုသလာကုသလံဇံဆိုတာကုသိုလ်နဲ့အကုသိုလ်ကိုဘယ်ချိန်မှစွန့်မှာတော့ဒါလေးနော်ဟုတ်တယ်မို့လားဘယ်ပြည့်မှစွန့်မှာလဲတော့
ကုသိုလ်နဲ့အကုသိုလ်ပဲချိန်မှစွန့်มาတဲ့တော့ယဟန္တာတွေဖြစ်မှာစွန့်มาလေဟုတ်တယ်မို့လားယဟန္တာဖြစ်မှာစွန့်มาဆိုကြည်အရှင်မဟာမောက္ကလံကိုတော်မြတ်ကြီးစဉ်းစားကြည့်ဘာတတ်တဲ့ကံတော့ဟုတ်တယ်မို့လားအဲ့ဒီအမိတတ်တဲ့ကံဒီအထက်အနေနဲ့ပြုတ်ပြီးတော့မပြတ်ဘူးလားပြတ်သလားသို့တော့ဘာကြံသေးတော့မကြံဘူးလားကြံသလားဒါတော့အဲ့ဒီမှာရှင်မဟာမောက္ကလံအလောင်းလေသေဂာနိကာလမှာဘာလားထင်တော့နမိတ်မထင်ဘူးလားထင်သလားဘဝပေါင်းဘယ်လောက်တဲ့တော့ဘဝဘယ်လောက်တဲ့တော့900ဆိုပဲအစဉ်လိုက်တာဘာတရွတ်တော့ဒါကတော့မသိဘူးဗျာနော်ဒါတော့ဒီဘဝပြီးနောက်ဘဝဒီလိုတော့မဟုတ်ကြိုးကြပေးရင်ပေးမှာပေါ့ဗျာနော်ဒါပေမဲ့တဘဝချပြီးလဲထင်ရင်ထင်မှာပဲနှစ်ဘဝချပြီးလဲသို့တော်လည်းပဲအဲ့ဒီထင်တဲ့ဘဝဘယ်လောက်တဲ့တော့900လို့မပြောဘူးလားပြောသလားအဲ့ဒါကြီးဒါဆိုတော့အဲ့ဒါဘာနမိတ်တော့ကမ္မနမိတ်ပြောပါနမိတ်တယ်တော့ဘယ်ကဏိမှလားထင်တယ်မထင်ဘူးလားထင်သလားထင်တယ်ဒါဆိုတော့သေဂာဏိမှလားထင်တဲ့အခါကျတော့ဘယ်ကြတော့အပေမကြောက်လားကြသလားဒါတော့ဘာနမိတ်သွားပြင်တာတော့ဂတိနမိတ်ပြောပါနမိတ်တယ်တော့အဲ့ဒီတော့ကိုရှင်းတာနော်အဲ့တော့ဟောစဉ်ဒီတို့မသားတို့ဒါရှင်များတို့ဒါလေးကိုရှင်းတန်းလေးအနေနဲ့ပြောတာနော်ဒါဆိုတော့ဘာနမိတ်လာတာတော့တကယ်တည်းနမိတ်ဆိုတော့ငရဲဝိုးကြီးလားမြင်မှာပေါ့ဗျာမမြင်မဲနဲ့အဲ့ဒီစုတိစိတ်ကြပါမလားဒါလေးပြောချင်တာနော်အရှင်များတို့ဒီအဆက်ကလွယ်မလုံနဲ့ခက်တယ်ပေါ့ဒါပေမဲ့ဒီတို့ကသင်္ခါရနဲ့ဝိညာဉ်တဇဒီလိုလေးပြောသင်္ခါရတွေတခြားလဲအကြောင်းတရားလားဝိညာဉ်ကတခြားလားအကြောင်းကျိုးဆက်တာလားဒီလိုလေးဆိုရတယ်နော်ဒါပေမဲ့ဒီတို့အလောက်ခွာလေးနဲ့ကတော့ရှင်မြတ်တို့ရုပ်လည်းဟောလိုက်ရပါတယ်ဒါပေမဲ့ရှင်မြတ်တို့ကဘာလုပ်မှာလဲဆရာလုပ်မှာပြောဘာလုပ်မှာလဲတော့ဒါလေးပေါ့ဗျာနော်ဒါဆိုတော့စောစောကပြောတယ်ငရဲအိုးဆိုတဲ့ဘာနမိတ်တဲ့တော့ဂတိနိမိတ်ပြောဘာနမိတ်တဲ့တော့အဲ့ဒီနမိတ်ကြီးလိုက်မြင်လိုက်မြင်ဘာစိတ်ကြသွားတော့သုတိစိတ်မကြောက်လားကြသလားသုတိစိတ်ကြလိုက်တာနဲ့ဘယ်ခန္ဓာပြတ်သွားတော့အတိတ်ခန္ဓာမပြတ်ဘူးလားပြတ်သလားသို့တော်လည်းပဲဘုရားတပည့်တော်တို့ကကာမသမင်ကြီးဘာစောင့်ရှောက်မှုမကင်းတဲ့ပုဂ္ဂိုလ်တဲ့တော့ကံစောင့်ရှောက်မှုမကင်းတဲ့ပုဂ္ဂိုလ်ပြောဘာပုဂ္ဂိုလ်တဲ့တော့အဲ့ဒီစောစောကပြောအမိတတ်တယ်ဆိုတဲ့ကံလေးကတတ္တိလေးကကျေစုပြုလိုက်တဲ့ကအဲ့ဒီမှာဝိညာဉ်မဖြစ်အောင်လားဖြစ်ရသလားတရားဝိညာဉ်လားအပေဝိညာဉ်လားအပေဝိညာဉ်သူလည်းပဲခန္ဓာဘာနဲ့ပါတော့ပြောပါလေတဲ့ဝိညာဉ်တရားခန္ဓာလားပြစ္ဆုတ်ပံခန္ဓာလားရှင်မမောက္ကလကိုတော်မြတ်အလောင်းဟာဒီမှာအပေခန္ဓာမရောက်လာရသလားဒါအတိတ်ခန္ဓာကြီးပါသေးလားမပြတ်ဘူးလားပြတ်သလားအဲ့ဒါပြတ်တာသိပြီဆိုရင်စောစောကပြောတယ်ဘာဒိဋ္ဌိပြုတ်တော့တတ္တရာဒိဋ္ဌိပြုတ်တယ်ပြောဘာဒိဋ္ဌိပြုတ်တော့ဘယ်ခန္ဓာပြတ်တာတဲ့တော့မပြတ်ဘူးလားပြတ်သလားအတိတ်ခန္ဓာပြတ်ပြီးတော့ဘယ်ခန္ဓာအစာထိုးအစာထိုးကျလို့ထိုးတာလားကံကကျေစုပြုလိုက်လို့လားအထေကပြုလိုက်တာလားတတ္တိကကျေစုပြုလိုက်တာလားဒါကြောင့်ကာမသမင်ကြီးတဲ့ဘာစောင့်ရှောက်မှုမကင်းတဲ့ပုဂ္ဂိုလ်ဒါကြောင့်အဲ့ဒီဘာကံလဲလို့ပြအမိတတ်ခဲ့တဲ့ကံကလာပြီးတော့ကျေစုပြုလိုက်တော့ဘာသာကြီးဖြစ်တော့တရားခန္ဓာလားပြစ္ဆုတ်ပံခန္ဓာလားဒီလိုရှင်းပေါ့ဗျာနော်ဒါတော့ရှင်ပြတို့မှာနောက်တာရှင်းကြတယ်အများကြီးမရှိလားရှိသလားဒါကိုတော့ဒါဆိုတော့ဟဲ့ဒီမှာကြည်သင်္ခါရနဲ့ဝိညာဉ်အစက်ကိုတပည့်တော်ကရှင်းတဲ့အခါကျတော့ဗါလဲတော့တတ္တရဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိကံကိုကံနဲ့ပတ်သက်ပြီဟုတ်လားအတိတ်ကံကမပြုပြီးတော့မပြည့်ဘူးလားပြည့်ရသလားပြည့်တယ်သိလိုက်တော့တခြားဒိဋ္ဌိပြုတ်တာလားတတ္တရဒိဋ္ဌိပြုတ်တာလားလို့တော့တတ္တိလေးကကျေစုမပြုလားပြုသလားဘာဒိဋ္ဌိပြုတ်တော့ကံပြည့်တာသိလိုက်တော့အဲ့ဒီတတ္တိလေးကကျေစုပြုလိုက်တော့မပြုတ်ဘူးလားပြုတ်သလားဒါလေးကိုရှင်းပြလို့ရှင်းတတ်အောင်လုပ်ပါဗျာနော်ဒါကြောင့်ဘုရားတပည့်တော်တို့ဒီအသွယ်ရှစ်သွယ်ထဲမှာဒီအင်္ဂါဆန္ဒမားကနော်ရှင်းရသုံးပါအစက်ကရှင်းရခက်ပါတယ်ဗျာနော်ဒါဆိုတော့ဒါကတပည့်တော်တို့သင်္ခါရနဲ့ဝိညာဉ်အစက်ကိုရှင်းတာပေါ့ဗျာနော်ဒါဆိုတော့စက်ဆိုတဲ့စကားလုံးဟာရှင်ပြတို့
တာမန်လေးတွေးလိုက်လို့ရှင်ဩသင်္ခါရတဲ့ဝိညာဉ်တစ်စက်ဝိညာဉ်ကဆက်ဆက်ပြီးတော့နေတာပဲဟာလို့ယူမိရင်ဘာဒိဋ္ဌိတဲ့တော့ဟာဒါတော့မဆက်ဘူးလို့ယူမိရင်အဲ့ဒါကိုတပည့်တော်တို့ကအဲ့ဒီသင်္ခါရနဲ့ဝိညာဉ်ကြားလေးထဲမှာဘာလေးတစ်ခုထည့်ထားမှာလို့သုတိကလေးထည့်ပြီးတော့မရှင်းရမှာလားရှင်းရမှာလားရှင်းရမှာနော်အဲ့ဒါလေးရှင်းတော့ရှင်ပြတို့လည်းပဲယခုသင်္ခါရနဲ့ဝိညာဉ်အစသဘောပေါက်ပြီမို့လားဟုတ်ပြီနော်ကဲဒါဆိုတော့ဘာစောင့်ရှောက်မှုမကင်းတဲ့ပုဂ္ဂိုလ်လို့ပြောတာတော့အရှင်ဘုရားတို့ဘုရားတပည့်တို့ကံစောင့်ရှောက်မှုကင်းမြန်ကင်းသေးလားဘယ်ချိန်မှကင်းမှာတော့ယန္တာဖြစ်မှာပြောပါဖြစ်မှာတဲ့တော့ဒါကြောင့်ယန္တာတွေယန္တာရှင်သူမြတ်ကြီးတွေတပြည့်သီးလဲတဲ့အခါကျဘာစိတ်ပဲဖြစ်တာတဲ့တော့ပြောပါသေးတယ်တော့ကရိယာစိတ်မပြဘူးလားဖြစ်သလားဒါကြောင့်တရားအဲ့ဒီကြမှာကုသလာကုသလံဇံယန္တာဖြစ်သွားပြီဆိုနောက်ခန္ဓာရစရာလိုသေးလားနောက်ခန္ဓာမှာမြတ်သောသောကကုသိုလ်တွေကိုအကျိုးပေးစရာလိုသေးလားအကုသိုလ်တွေကိုပေးစရာလိုသေးလားစဉ်းစားကြည့်လိုက်လေအရှင်မမောက္ကလကိုနောက်ဆုံးဘဝလေပြောပဲဘဝတယ်တော့ဘာကြီးဖြစ်တာတော့ယန္တာကြီးဖြစ်တယ်ယန္တာဖြစ်တယ်ဆိုဟဲ့ဒီမှာကြီးနောင်ပေးမယ်အကျိုးပေးမယ်ကုသိုလ်ကံအကုသိုလ်ကံနေရှိသေးလားမရှိတော့အကျိုးပေးစရာရှိသေးလားယခုကြည့်ရှင်မမောက္ကလကိုတော့ဘာရတော့ခန္ဓာမရောက်လားရသလားခန္ဓာရတော့ဒုက္ခဘာဖြစ်တော့မပေးဘူးလားပေးသလားဖယားတောင်လွတ်ရလားနော်ဘာရှိလို့လဲလို့ဝကြီးရှိနေလို့ပြောတာဝိဆိုတာတခြားလားခန္ဓာပဲလားဒါလေးပေါ့ဗျာနော်ရှင်မဒါလေးရှင်းတတ်အောင်အလုံးမလို့ရမှာလားလို့ရမှာလားအဲ့ဒါတော့နံပါတ်1သင်္ခါရနဲ့ဝိညာဉ်အစက်ကိုရှင်းပြီလို့ထင်ပါတယ်ဗျာနော်ကဲဒါဆိုတော့ဘုရားတွေတော့အဲ့ဒီသင်္ခါရနဲ့ဝိညာဉ်အစက်ကိုစောစောကပြောတယ်ဘာစက်တယ်တော့အသေးစက်သေးပြီးမှမစက်ရတာလားစက်ရတာလားသေးပြီးမှစက်တာလေအတိတ်ခန္ဓာပြက်ပြီးမှဟဲ့ဒီမှာဝိညာဉ်ဆိုတဲ့ခန္ဓာမရတာလားရတာလားဘယ်သူကြောင့်ရတာတော့ကံတတိကကျေစုပြုလိုက်လို့ပြောပါတယ်တော့ကာမတမေကြီးကံစောင့်ရှောက်မှုမကင်းတဲ့ပုဂ္ဂိုလ်လို့ဒါလေးမှတ်ပေါ့ဗျာနော်ပြောပါတယ်တော့ကာမတမေကြီးကံစောင့်ရှောက်မှုမကင်းတဲ့ပုဂ္ဂိုလ်သဘောပေါက်ရဲ့လားကဲသဘောပေါက်တယ်ဆိုဒါဆိုတော့ဒီဘုရားကြီးတော့ဟဲ့ဒီမှာသင်္ခါရနဲ့ဝိညာဉ်အစအဲ့ဒါကိုဧကံအစတ်ပြောပါတယ်တော့ဘာဖြစ်လို့ဧကံအစတ်လို့ပြောတာလဲပဲအဲ့ဒီအစတ်ကိုဘုရားတပည့်တော်ကဖြတ်ချင်လို့ရရဲ့လားဘာဖြစ်လို့မရတော့ပြီးသွားပြီဗျာပြောဘာဖြစ်လို့လဲတော့ဒါကြောင့်သူ့ကိုဗါတဲ့တော့ဧကံအစတ်နောက်ပြီးတော့ဗါတဲ့အသေးဇတ်ပြောပါတယ်တော့အသေးဇတ်ပေါ့ဗျာနော်ဒါကိုဘုရားတပည့်တော်ကဧကံအစတ်ဆိုတာဘာကိုပြောတာလဲလို့ပြောရင်ဖြတ်လို့မရတော့လို့ပြောပါတယ်တော့ဖြတ်လို့မရတော့တခြားကူလာတာလားဝိညာဉ်ပဲကူလာတာလားအဲ့ဒီဝိညာဉ်တွေတခြားလားပိစုံပန်လားမကူလာဘူးလားကူလာတာလားဟာအဲ့လိုမှသိကွာငါမလုပ်ခဲ့ပါဘူးကွာရသေးလားဟမ်ဟုတ်တယ်မို့လားရမြဲရသေးလားမရပါဘူးဗျာဟာဒီအလုတ်ကလေအကျိုးပေးမှမသိရင်ငါဒီအလုပ်မလုပ်ခဲ့ပါဘူးယခုကြတော့ရသေးလားဘာဖြစ်လို့တော့ပြီးသွားလို့ပေါ့ဗျာဒါကိုအဲ့ဒါဘာပြောတာဟုတ်ဧကံလို့ပြောတာနော်ဒါအရှင်မြတ်ဒါကိုဗါတယ်တော့ဧကံအစကဲဒီမှာဘုရားတို့ဒီမှာကြတော့ဝေဒနာနဲ့တဏှာအဲ့ဒါကြောင့်ဘုရားတပည့်တော်ကအဲ့ဒီနေရာမှာဘာလို့ရမှာလဲလို့ပြောရင်ဒီမှာကြည့်သင်္ခါရနဲ့ဝိညာဉ်အစကြားထဲမှာတော့ကမြားလေးတော့မတွေ့ဘူးလားတွေ့ပါပါဒါဆိုတော့ကြည့်လိုက်တော့မြားတွေ့ပင်တွေ့ဆိုအဲ့ဒီမှာထွက်လန်းတို့လေလန်းတို့များပါသေးလားမပါဘူးနော်ဒါတော့အဲ့ဒီမှာကြည့်လိုက်တော့ဝေဒနာနဲ့တဏှာမရှိဘူးလားရှိသလားရှိပါပါဒါတော့ဝေဒနာနဲ့တဏှာဆိုတဲ့အဆက်မှာဒီမှာမြားလေးတွေမပြောင်းလားပြသလားဒါတော့အဲ့ဒီမှာကြည့်လိုက်တော့လေလန်းနဲ့ဝေဒနာပစ္စယတဏှာပြန်ပြန်ပါတယ်တော့ဝေဒနာပစ္စယဝေဒနာဘာမဖြစ်တဲ့ပုံကိုယ်တွေတော့မချုပ်တဲ့ပုံကိုယ်တွေပြောပါဖြစ်တဲ့ပုံကိုယ်တွေတို့တဏှိပြောတော့ဝေဒနာချုပ်အောင်လုံးမထားတဲ့ပုံကိုယ်တွေပြောပါတဲ့တော့တခြားကုမာလားတဏှာကုမာလား
ဒါတော့အဲ့ဒီအစကိုတခြားအစလို့ပြောတာဝေဒနာနဲ့တဏှာအစလို့ပြောတာလားဒါတော့ဘုရားတိတော်ပဲဝေဒနာနဲ့တဏှာအစဖြတ်ခြင်းတဲ့တခြားကြည့်ရမှာလားဝေဒနာကြည့်ရမှာလားပြောဘာကြည့်ရမှာလဲတော့ဝေဒနာကြည့်မယ်ဆိုရင်ရှင်ပြဝေဒနာကြည့်လိုက်တဲ့ဝေဒနာဒီတည်မြဲတာတွေ့မှာလားပြက်တာတွေ့မှာလားဒါဝေဒနာဖြစ်ပြက်ကဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကဒါဆိုသိတာကတခြားချုပ်တာတွေ့တယ်လားဝေဒနာချုပ်တာတွေ့တာလားဒါကြောင့်ဝေဒနာချုပ်တော့ဝေဒနာနိရောဓပြောပါတယ်တော့တခြားချုပ်လို့လားဝေဒနာချုပ်လို့လားဝေဒနာချုပ်ရင်ဘယ်သူချုပ်တယ်ပြောတော့ဒါကြောင့်ဝေဒနာနိရောဓတဏှာဒါဝေဒနာချုပ်တဏှာချုပ်တာဝေဒနာချုပ်လို့တဏှာချုပ်တာကိုအဲ့ဒါဘာလန်းလို့ပြောတော့ပြောဘာလန်းနေတယ်ဟုတ်ထွက်လန်းဆိုတာတခြားရောက်တယ်ပြောတာလားနိဗ္ဗာန်ရောက်တယ်ပြောတာလားဒါတော့ဘုရားတိတွေကတခြားချုပ်အောင်လုပ်ရမှာလားဝေဒနာချုပ်အောင်မလုပ်မှာလားဒါဝေဒနာဆိုတာကလည်းအလိုလိုချုပ်မှာလားဉာဏ်နဲ့ကြည့်မှချုပ်တာလားပြောဘာနဲ့ကြည့်မှချုပ်တာတော့မကြည့်ချုပ်ပါမလားဝေဒနာကြည့်ရင်ဘာချုပ်တော့ဝေဒနာချုပ်တာပေါ့ဟုတ်တယ်မို့လားဖတ်တာကြည့်ရင်တတလာယနာကြည့်ရင်ဟောနာယုတ်ကြည့်ရင်ဝိညာဉ်ကြည့်ရင်ခန္ဓာ၅ပါးကြိုက်တာကြည့်ပေါ့ဗျာခန္ဓာ၅ပါးကြိုက်တာကြည့်ပေါ့ဒါကိုကျေးဇူးတော်ရှင်ဘုရားရုပ်ကြိုက်ရင်ရုပ်ရှုဝေဒနာကြိုက်ရင်သင်ညာကြိုက်ရင်သင်္ခါရကြိုက်ရင်ဝိညာဉ်ကြိုက်ရင်ဒါဆိုကြိုက်ရင်ဆိုတဲ့ပေါ်ရင်ပေါ့ဗျာရုပ်ပေါ်ရုပ်ရှုပေါ့ရုပ်တိတိသာသာပေါ်ရင်ဘာရှုရမှာတော့ဟောဝေဒနာတိတိသာသာပေါ်ရင်ဟောနောက်တော့ရုပ်လေတို့တော့မပေါ်ဘူးလားဆိုလို့ပြောရင်ပေါ်တာပဲဗျာခန္ဓာဘယ်နှပါတော့၅ပါးပေါ်ပြီး၅ပါးပြတ်တာပဲဘယ်နှပါးပေါ်တာတော့ဘယ်နှပါးပြတ်တာတဲ့တော့သူကပေါ်လိုက်ပြက်လိုက်မဖြစ်ဘူးလားဖြစ်တယ်လားဖြစ်ပြီဖြစ်တော့လေကိုကမကြည့်ဘူးဆိုရင်ပေါ်တာဟောသိပါမလားပြက်တာဟောသိပါမလားဒါဆိုတော့ကြည့်တဲ့အချိန်လေးဝေဒနာကြည့်ဝေဒနာချုပ်တာပေါ့ပြောတယ်မလားတင်ညာကြည့်တော့သင်္ခါရကြည့်တော့ဝိညာဉ်ကြည့်တော့အဲ့ဒီချုပ်ရဲ့နောက်မှာဘယ်သူချုပ်တာတော့ကြည့်နော်ဒါတော့ရရတော့ဝေဒနာပစ္စယတဏှာဟုတ်တယ်မလားမချုပ်ဘူးလားချုပ်သလားအဲ့ဆိုဘယ်လန်းသွားတော့ထောက်လန်းသွားတယ်ဗျဒါကတော့ဘုရားတပည့်တော်တို့ကရှင်ဘုရားတို့ရဲ့စာရွက်ထဲမှာပါပါတယ်ဗျဝေဒနာနဲ့ပတ်သက်လို့မျက်စိမှာဘာဝေဒနာပေါ်တော့ဒါလေးတွေနော်ပြောတော့အလုံးလေးနဲ့သွားမှာနော်ရှုခွင့်ရှုခွင့်လေးပြောခြင်းနဲ့ဆိုရင်အဲ့ဒီမှာကိုကဝေဒနာပြောတော့မယ်ဆိုရင်ကဲမျက်လုံးမှာဘာဝေဒနာပေါ်ဟိုမေခာဝေဒနာပေါ်နားမှာတဲ့ဘာပေါ်တာလဲတော့ဥပေက္ခဝေဒဘုရားတို့ကစိတ်ပိုင်းထဲမှာရှိတယ်ဥပေက္ခသာကတံသက္ခုဝိညာဏတထာသောတဝိညာဏဘာနာဝိညာဏဇေဝဝိညာဏဒုက္ခသာကတံဒုက္ခသာကတံအဲ့ဒါလေးရပြီးပြီပေါ့ဗျာနော်အဲ့ဒီမှာဘာပေါ်တာလဲပြောတာတော့မျက်စိမှာမလီပြောပါတယ်တော့မျက်စိမှာဝိပါဝေဒနာပေါ်နာမှာဝိပါဝေဒနာပေါ်နှာခေါင်းမှာဝိပါဝေဒနာပေါ်ရှားမှာဝိပါဝေဒနာပေါ်ကိုယ်မှာဟမ်ဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာမပေါ်ဘူးလားပေါ်သလားစိတ်မှာကြတော့ပြောလေဒါအရေးကြီးတယ်နော်အဲ့ဒါလေးတွေရှင်ပြတို့ကြည့်ထားမှာနော်ဒီတို့ကသူများဟောတော့မယ်ဆိုရင်ဒီတို့ဒီယောဂီလေးတွေဝေထားတာပေါ့ဗျာနော်ဝေထားတဲ့အခါဒီတို့မှာရှင်ပြတို့ဒီမှာယူခန္ဓာနဲ့ပတ်သက်လို့လည်းပြောထားတယ်အာယနာနဲ့ပတ်သက်လို့ဒီမှာပါတယ်သစ္စာနဲ့ပတ်သက်လို့လည်းမပါဘူးလားအဲ့ဒါလေးတွေကိုခွင်ကြထည့်ပြီးတော့အလုံးလုံးပေါ့ဗျာနော်ဒါတွေတော့ဟောနေပြောနေတယ်ဒါဆိုတော့ကျတော့အဲ့ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ဒီမှာရှုခွင့်ကလေးတွေပြောပေါ့ဗျာနော်ဒါဆိုအဲ့ဒါဘာလဲလို့ဝေဒနာနဲ့တဏှာအစပ်ကိုဖြတ်တာပေါ့ဗျာပြောပဲစဖြတ်တာတော့ဒါတော့ဘုရားတဲ့အဲ့ဒီဝေဒနာနဲ့တဏှာအစပ်ကိုမပြတ်ဘူးဆိုရင်တဲ့ပြောပါလေတော့ဘာဖြစ်မှလဲလို့ပဲကမ္မဘဝနဲ့ဇာတိအစမစမလားစမလားစဉ်းစားကြည့်နော်ဒါတော့ဝေဒနာနဲ့တဏှာအစဖြတ်လိုက်မယ်ဆိုဘုရားတပည့်တော်ဟဲ့ဒီတဏှာကြောင့်နောက်ခန္ဓာတွေရစရာလိုသေးလားမလိုတော့ဘူးနော်မလိုတော့ဆိုဘာနဲ့ပြတ်တာတော့ကမ္မဘဝနဲ့ဇာတိအစမပြတ်တာလားပြတ်တာလား
ဒါတော့အဲ့ဒီမှာဝေဒနာနဲ့တဏှာအစစမိခြင်းကြောင့်ဘယ်အစနဲ့ဘယ်အစဖြတ်မှာပြတ်ကာမဘဝနဲ့ဇာတိအစပြတ်မှာလားမပြတ်ဘူးလားစဉ်းစားကြည့်ဖြတ်ရင်တော့ပြတ်မှာပဲမပြတ်ရင်တော့ဘယ်အစနဲ့ဘယ်အစကူးမှာတယ်တော့ဒါပါလည်းပဲဘုရားတွေတော့ကိုရှင်းရမှာနော်အဲ့ဒါကနံပါတ်1ပထမတော့ကတပြည့်ရှင်းလိုက်တာနဲ့အတူတူပဲဒါဆိုတော့ဒီမှာတဏှာဆိုတာကလည်းတခြားပုံမှာဆွဲလန်းတာလားအဲ့ဒီပြစ္ဆုတ်ပံခန္ဓာပုံမှာဆွဲလန်းတာလားပြစ္ဆုတ်ပံခန္ဓာပုံမှာဆွဲလန်းတာပြောဘယ်ခန္ဓာပုံမှာဆွဲလန်းတာတော့ပြစ္ဆုတ်ပံခန္ဓာဆိုကိုယ်ခန္ဓာလည်းဆွဲရင်ဆွဲမှာသူမြတ်ခန္ဓာလည်းဆွဲရင်ဆွဲမှာပဲဟုတ်တယ်မို့လားကိုယ်ခန္ဓာဆွဲမယ်ဆိုတော့ကိုယ်ခန္ဓာရဲ့အပေါ်မှာအမလီတောင်းတာဖြစ်တာလည်းရှိမှာပေါ့ဟုတ်တယ်မို့လားသူမြတ်ခန္ဓာဆိုတဲ့တိုင်မှာပစ္စည်းဥစ္စာကြည့်ပြီးလေတပြည့်တို့ကမလိုချင်တာလားလိုချင်တာလားစဉ်းစားကြည့်တော့လိုချင်မပဲသူများဖုံးကောင်းကောင်းကြရင်ကိုလည်းမကန်ရင်ဘူးလားကန်ရင်သလားသူများဖုံးဆိုအဲ့ဒါတခြားလားခန္ဓာပဲလားဘာခန္ဓာလဲယူပဲခန္ဓာအဲ့ဒီခန္ဓာကြီးကိုတို့ကကြည့်ပြီးတော့လိုချင်ခြင်းဆိုတဲ့ဘာဖြစ်လာတာတော့တဏှာမလောက်လာသလားကြည့်နော်ဒါဆိုတော့အဲ့ဒီတဏှာသည်သူမှလာပြီဆိုရင်တဏှာပြည့်စင်ဟာဥပါဒနာပြည့်စင်ဟာကာမဘဝပြည့်စင်ဟာဇာတိဟုတ်တယ်မို့လားဒါတော့မိမိခန္ဓာကိုကြည့်ပြီးတော့လည်းဖြစ်မယ်သူတစ်ပါးခန္ဓာကိုကြည့်ပြီးရင်လည်းဖြစ်မှာမဖြစ်မှာလားဖြစ်မှာလားဖြစ်မှာပဲဒါကြောင့်ဒီမှာကြည့်ဝေဒနာနဲ့တဏှာအစမပြတ်ရင်ကာမဘဝနဲ့ဇာတိအစကမဆက်မှာလားဆက်မှာလားဒါဆိုတော့အဲ့ဒီမှာကြည့်ဝေဒနာနဲ့တဏှာအစဖြစ်ရင်ဟဲ့ဒီကာမဘဝနဲ့ဇာတိအစဆက်เสียလို့သေးလားဒါကြောင့်သူ့ကိုအနေကံအစလို့ပြောတာပြောပါစတဲ့တော့ပြောပါစတဲ့တော့ဖြတ်လို့လေရတယ်မပြတ်ခြင်းလေရတယ်ဒါတော့ဖြတ်တော့လေဘယ်ကြကဖြတ်ရမှာတော့စက်တော့လေဒါကသူ့ကိုအရှင်ဇတ်လို့ဒီလိုပြောတာသူ့ကိုပါစတဲ့တော့နောက်ပြီးတော့အနေကံအစပြောပါစတဲ့တော့ရှင်းကိုရှင်းရလားနော်အဲ့ဒါကြတော့သူ့ကိုဒီဝေဒနာနဲ့တဏှာကနေပြီးတော့မှတ်ပေါ့ဗျာနော်ကဲဒါဆိုတော့ကာမဘဝနဲ့ဇာတိသည်ဘာဆက်တယ်တော့အရှင်ဇာအနေကံအစဒါဆိုတော့ဒီအစကိုလည်းပဲဘုရားတပည့်တော်တို့ကဖြတ်လို့ရသေးလားရသလားမရဘူးနော်ဘာဖြစ်လို့လဲလို့ပဲရောက်ပြီလားမရောက်သေးဘူးလားမရောက်သေးဘူးဟဲ့ဒီသေခါရနဲ့ဝိညာဉ်တုံးကတော့ပြီးသွားပြီပြီးသွားလို့လည်းဖြတ်လို့ရသလားဒီမှာမရောက်သေးလို့လည်းဖြတ်လို့ရသေးလားဒါဆိုတော့ဘယ်ကနေဘယ်ကဖြတ်မှာဝေဒနာနဲ့သူကတော့ယခုဖြစ်နေတဲ့အနေထားပစ္စုပန်ပေါ့ဗျာနော်ဒါကြောင့်ခန္ဓာရှုဆိုတဲ့နေရာမှာတခြားခန္ဓာရှုရတာလားပစ္စုပန်ခန္ဓာရှုရတာလားမြင်စေခန္ဓာကြားစေခန္ဓာနားစေခန္ဓာစားစေခန္ဓာတွေးထီစေခန္ဓာကြံတွေးစေခန္ဓာမရှိရတာလားရှုရတာလားဒါတော့အဲ့ဒါမရှိဘူးဆိုရှင်မတို့ဘာဖြစ်လို့စဉ်းစားကြည့်နော်ဒါတော့မရှိဘူးဆိုကြည့်အတိတ်သွားရှုလို့လည်းမရဘူးအနာဂတ်ကိုရှုလို့ရသလားဘယ်တဲ့ရှုရတာပြောတာလို့ဒါလေးရေးကြည့်တယ်နော်ဒါဆိုတော့အဲ့ဒီအစမပြတ်ဘူးဆိုရင်ဘယ်ဆက်နဲ့ဘယ်ဆက်တဲ့တော့ဒါတော့အဲ့ဒီအစကလည်းမဆက်မလားဆက်မလားဆက်တယ်လို့ယူမိရင်ဗာဒိဋ္ဌိတဲ့တော့မဆက်ဘူးလို့ယူမိရင်အဲ့ဒါကိုရှင်းတော့လည်းပဲတခြားချမှာလားစုတုကလေးချပြမှာလားဒါတော့တပြည့်တော့ဒီနေရာမှာပြောမယ်ဆိုရင်ကာမဘဝနဲ့ဇာတိဒီအစကလေးနဲ့မှာဗာလေးပြမှာတော့စုတိကလေးပြပြောဗာလေးပြမှာတော့အသေးလေးပေါ့ဗျာပြောဗာလေးတော့နော်အသေးလေးတော့တခြားခန္ဓာသေးမှာလားပြစ္ဆုတ်ပံခန္ဓာသေးရမှာလားဒါတော့ပြစ္ဆုတ်ပံခန္ဓာသိမယ်ဆိုတော့ယခုရှင်ပြတို့လည်းခန္ဓာမရဘူးလားတပည့်တော်လည်းမရဘူးလားရသလားဒါတော့ယခုကြရနေတဲ့ခန္ဓာကြီးကိုအကြောင်းပြုပြီးတော့ဘုရားတွေတော့ဩငါတို့လူခန္ဓာတဲ့နတ်ခန္ဓာလေးကမကောင်းဘူးလားကောင်းသလားကောင်းတော့မလို့ချင်ဘူးလားလိုချင်သလားကောင်းတဲ့ထင်လို့လိုချင်တာဘယ်သူတဲ့တော့တဏှာပြည့်စင်ဟာဥပါဒနာပြည့်စင်ဟာကမ္မဝါဆိုကာယကံဝစီကံမနောကံနတ်ပြည့်ရမယ်ဆိုရင်ကာယကံကြောင့်ဖြစ်မယ်ဆိုရင်ကာယကံနဲ့မရှာမလားရှာမလားတခြားဖြစ်ကြောင်းလားနတ်ဖြစ်ကြောင်းလား
ဝစီကံကြောင့်ရမယ်ဆိုဝစီကံနဲ့လည်းမရှာဘူးလားမနောကံနဲ့လည်းရနိုင်တော့မနောကံနဲ့လည်းမရှာဘူးလားပြောပါလေတော့ကာယကံဝစီကံမနောကံကောင်းတာလည်းပါမှာပေါ့ပြောပါလဲပါမှာတော့ဒါဆိုတော့ကောင်းတာလည်းပါမယ်ဆိုတော့မကောင်းတာလည်းမပါနိုင်ဘူးလားဒါတော့အဲ့ဒီမှာကောင်းတာလည်းပြုမယ်မကောင်းတာလည်းပြုမယ်အတိတ်တုန်းကလည်းမပြုလားပြုသလားယခုလည်းပဲပြုတယ်ပဲဒါဆိုကြည့်လိုက်အတိတ်တုန်းကအဲ့ဒီမှာကံတွေဘယ်သူကသိမ့်တော့နော်ဒီမှာကြတာဘယ်သူလဲတော့အဲ့ဒါကိုဘုရားတွေ့တော့ဗာတဏှာသိပ်ပြီးနိလို့ပြောတာတဏှာတွေသိပ်ပြီးနိအချုပ်သမားနဲ့တူတယ်လို့ဒီလိုမပြောဘူးလားပြောပါသမားနဲ့တူတာတော့အချုပ်သမားဆိုတာအချုပ်တဲ့ပုဂ္ဂိုလ်ကကောင်းတာလေးတွေချုပ်တာလားအပြဲလေးတွေစချုပ်တာလားညီနော်ဒါဒီတဏှာကဘာနဲ့စပ်ပေးမှာလဲကမ္မဘဝနဲ့ဇာတိကိုစပ်ပေးမှာပြောဘာနဲ့စပ်ပေးမှာတော့တဏှာသိပ်ပြီးနိတဏှာသည်သိပ်ပြီးနိအချုပ်သမားနဲ့တူတယ်လို့မပြောလားပြောသလားဒါတော့အဲ့ဒီတဏှာကဘာလို့ပေးမှာတော့ဆက်ဆက်ပြီးတော့ပေးအောင်မှာပေးချင်လို့ပေးမှာလားသူမသေးလို့ပေးတာလားကြည့်နော်သူရှိနေရင်တော့မပေးအောင်မှာလားပေးအောင်မှာလားဒါဆိုတော့ဘာဒီနဲ့ဆက်ဆက်ပေးမှာတော့ကောင်းတာနဲ့လည်းဆက်ဆက်ပေးရင်ပေးမှာပဲမကောင်းတာနဲ့လည်းဒီလိုကဘာကြိုက်တော့မရဘူးသူပေးချင်တာပေးမှာဟုတ်တယ်မို့လားရွေးလို့ရသလားမရဘူးနော်ဘာဖြစ်လို့တော့ဖះတွေ့တော့ကြည်မန်လိကမိပဲရပြောပါမိဖះတော့မန်လိကမိဖះကြီးကုသိုလ်ကောင်းမှုတွေမရှိလားရှိသလားတန်းပြည်ကြီးနဲ့ချီးပြီးတော့ပြုခဲ့တဲ့ကုသိုလ်တွေမရှိလားရှိသလားအဲ့ဒီကုသိုလ်တွေမရှိလားရှိသလားအဲ့ဒီကုသိုလ်အပြင်လင်းကိုလိန်ခဲ့တဲ့ဘာကံတော့အကုသိုလ်ကံမရှိလားရှိသလားဤနော်မန္လိကမေဘုရားကြီးရထားတာဒီတခြားခန္ဓာလားနှစ်အကွက်တဲ့ကခန္ဓာလားစောစောကကြောင်းဆောက်ပြီးတော့လဲမလူလားလူသလားဒီတိုက်ပြည်နဲ့ချီးပြီးတော့ပြိုင်ပြီးတော့လူတဲ့ကုသိုလ်လည်းမရှိလားရှိသလားအဲ့ဒီကုသိုလ်လည်းဘယ်သူကသိမ့်ထားတော့တဏှာသိမ့်ထားတယ်သူ့လင်းတော်မှာဖြစ်တဲ့ဘယင်ကြီးကိုညာတဲ့အကုသိုလ်ကံလည်းဘယ်သူကသိမ့်ထားတော့စဉ်းစားကြည့်နော်ဒါဆိုတော့အဲ့ဒီမိဖုရားကြီးကခန္ဓာရတော့မသေးရမှာလားသေရမှာလားသေရပါပါဗျာဒါတော့သေမယ်ဆိုတော့ပြုံးနဲ့ပြန်ကနေသေမှာလားကံကမ္မနမိတ်ဂတိနိမိတ်ထင်ပြီးမှသေတာလားကြည့်တော့ဘယ်မိဖုရားကြီးတော့မန်လေးကမိဖုရားကြီးဘယ်ကဏိကာလတော့ဘာထင်တော့ကံကမ္မနမိတ်နော်ဘာနမိတ်တဲ့တော့ကြည့်ထင်မလားသူတိုင်းသူပြည်သားတွေနဲ့အပြိုင်ဟုတ်တယ်မို့လားမနိုင်နဲ့ဖယားတစုမှာတခါသာလှူခွင့်ရတဲ့အလူမျိုးဒါကြောင့်ဘာအလူလို့ပြောတာတော့ရှေ့ကဘာလေးတက်သေးတော့မဟာတောင်တက်သေးတာဟုတ်တယ်မို့လားရိုးရိုးလားမဟာတက်ထားတာလားကြည့်နော်ဒါလောက်မဟာတက်ထားတဲ့ကုသိုလ်ကောင်းမှုကြီးရှိပါရဲ့နဲ့ဒီမှာဘာသူတော့တဏှာဘယ်ကဏိလာပြီတော့သူပေးချင်တာပေးမှာရှင်ဘုရားတို့ပြုတ်ထားတဲ့ကုသိုလ်တွေမရှိလားရှိသလားငါတော့ကုသိုလ်တွေရှိတယ်ကွာပြုတ်ထားတဲ့အကုသိုလ်တွေကနည်းနည်းပါကွာအဲ့ဒီအကုသိုလ်လေးကတော့လာပြီးတော့အကျိုးမပေးဘူးလို့မထင်လိုက်နဲ့ဘယ်ကဏိကာလရောက်ရင်တော့မန္လိကာမိဖုရားကြီးလင်းယောက်ျားကိုညာခဲ့တဲ့ဘာတဲ့တော့ကံကမ္မနမိတ်ကောင်းတဲ့ကံလားမကောင်းတဲ့ကံလားအဲ့ဒါလည်းမြင်လဲပြီးလဲပြီးရောနောက်ကဘာကြီးမြင်တာတော့ဂတိနိမိတ်ပြောပါနမိတ်တဲ့တော့ငရဲဆိုတဲ့နမိတ်ကြီး तू မမြင်ဘူးလားမြင်သလားအဲ့ဒါကြည့်လိုက်ဟဲ့ဒီမှာကြည့်နံပါတ်နဲ့ခန္ဓာသည်မိဖုရားခန္ဓာပြောပါခန္ဓာတဲ့တော့ပြောပါခန္ဓာတဲ့တော့အဲ့ဒီမိဖုရားခန္ဓာကြီးကနမိတ်လဲမြင်လဲပြီးလဲပြီးရောကမ္မနမိတ်ဂတိနိမိတ်လဲမြင်လဲပြီးလဲပြီးဘာဖြစ်သွားတာတော့မပြတ်ဘူးလားပြတ်သွားသလားမချုပ်ဘူးလားချုပ်သွားသလားချုပ်သွားပြီဒါကြောင့်
စောစောကကံလေးကကျေစုမပြုတ်လိုက်တာလားပြုတ်လိုက်တာလားကမ္မတမင်ကြီးဘာစောင့်ရှောက်မှုမကင်းတာတဲ့တော့ကံစောင့်ရှောက်မှုကမ္မဘဝပြည့်စရာမစပေးလိုက်တာလားစပေးလိုက်တာလားဘသူကစပေးလိုက်တော့ဒါကြောင့်တဏှာကစပေးလိုက်တာနော်ဟဲ့ဒီမှာဘာဇာတိတဲ့တော့အပေဇာတိမကြောက်လားကြသွားသလားစဉ်းစားကြည့်ရှင်ကိုရှင်လားသဘောပေါက်ရလားဒါဆိုတော့ကြည့်လောကအထုံသုံးလို့ပြောမယ်ဆိုအမေသေဂန္ဒီမှာအုံမဲလေးတုတ်ပေးလိုက်တာတို့ဟုတ်တယ်မို့လားသေဂန္ဒီမှာအုံမဲလေးတုတ်ပေးလိုက်တော့အဲ့ဒီမှာအုံမဲတုတ်ပေးတာဒီဘယ်ကွက်ထက်ကခံတာတဲ့တော့ပြောဘယ်ကွက်ထက်ကခံတာတဲ့တော့ဒါနှစ်ကွက်ထက်ကခံတော့နှစ်ကွက်ထက်ကအမှတ်ပေါ့အဲ့ဒီအမှတ်ကလေးအဲ့ဒီမှာသေတဲ့အခါကျတော့တခြားရသလားဇာတိခန္ဓာရလားတခြားခန္ဓာလားအနာဂတ်ခန္ဓာလားအုံမဲလေးပါတယ်ဆိုတော့တချို့အမေငါတုတ်ပေးလိုက်တယ်အုံမဲကလေးဆိုတော့အဲ့ဒါဗာဒိဋ္ဌိတုံးသတ္တရာဒိဋ္ဌိပြောဗာဒိဋ္ဌိတဲ့တို့သဘောပေါက်ရဲ့လားအမေတချို့ကလေမေဇာဒိဋ္ဌရာညံရတယ်မပြောလားပြောသလားလူဝင်စားလေးတို့ဘာလို့မပြောလားလူဝင်စားဆိုကြတဲ့ဗာဒိဋ္ဌိတဲ့တို့သတ္တရာဒိဋ္ဌိပြောဗာဒိဋ္ဌိတဲ့တို့အမေရင်ဘွားဟာတွေကိုမှတ်မိတယ်အရင်ကလူပဲအရင်ကလူပဲဆိုအရင်ကလူဟုတ်ရဲ့လားအရင်ကခန္ဓာလားအနာဂတ်ခန္ဓာလားသဘောပေါက်ရဲ့လားအဲ့ဒီလိုရှင်းနိုင်အောင်လဲပဲမကြိုးစားမှာလားကြိုးစားမှာလားကဲကြိုးစားမှာဆိုအနာဂတ်ခန္ဓာမရောက်လိုက်ရမှာလားသောတကာတတိတော်ပြောခဲ့တယ်တေးကွယ်နဲ့နှစ်ကွယ်ကြားထဲမှာလဲဘာလေးရှိတယ်ပြောဘာလေးရှိတယ်ပြောတာတော့နှစ်နဲ့သုံးကြားမှာလဲအဲ့ဒါတော့သုံးနဲ့လေးကြားမှာလဲလေးနဲ့တေးကြားမှာဘာဖြစ်လို့မရှိတာတော့ဇာတိပိစယဇရာမရဏဇာတိကတခြားလားခန္ဓာပဲလားခန္ဓာရရင်အိုမယ်သိမယ်ပြောပါလေတော့ဒါတော့ဒီမှာသေဂန္ဓိကာလပေါ့ဗျာပြောဘယ်ဂန္ဓိကာလတော့သေဂန္ဓိကာလမှာမထင်မလားထင်မလားအဲ့ဘာထင်မှာတော့ကမ္မနမိတ်ဂတိနိမိတ်ဒါဆိုတော့အဲ့ဒီမှာဘုရားတပည့်တော်ပြောတယ်ယောနိသောမနတိကာရအာယောနိသောမနတိကာရပြောပါနဲ့တော့အဲ့ဒါတခြားလားအာသောတရားလားအဲ့ဒါလားနော်ဘယ်ဂာဏီလဲလို့ပဲသေဂာဏီဒီမှာကြည့်လိုက်တော့တခြားလားမရဏနာလားမကြသေးဘူးနော်ဒါဆိုတော့အဲ့ဒါတခြားတရားလားအာသောတရားလားမလားနော်အာသဝသမုဒယအဝိဇ္ဇာသမုဒယောပြောပါနဲ့တော့အာသဝသမုဒယအဝိဇ္ဇာပစ္စယကံကမ္မနမိတ်တွေစီးလာပြီမသေးသေးဘူးနော်အဲ့ဒီမှာမရဏရဲ့ဒီကြားမှာလာပြီပါတယ်တော့အာသဝသမုဒယယောနိသောမနအာသဝတွေလာပြီလေအာသဝသမုဒယအဝိဇ္ဇာသမုဒယောအဝိဇ္ဇာပစ္စယကံကမ္မနမိတ်ဟုတ်တယ်မလားဝိဇ္ဇာပစ္စယသင်္ခါရကံကမ္မနမိတ်ပဲပါတယ်သုတိလို့ဒီလိုကြာနော်ဒါကြောင့်ဟဲ့ဒီမှာလေးနဲ့တစ်ကြားထဲမှာရေးမှာဒါကလည်းပဲဘုရားတိတော်တို့ကဘယ်သူတရားနာပြီးတော့သိရတာလဲလို့ပြောရဲ့နော်ဆယ်မျိုးဆရာတော်ဥဒ္ဓမသာရရဲ့တရားကိုနာလိုက်တဲ့အခါကျပြီးတော့အဲ့ဒါလေးရတာပါဗျာနော်အဲ့ဒါဘယ်မှာဟောတာလဲလို့ပဲမန္တလေးနော်မှာဟောတာပါဗျာနော်အဲ့ဒါအသွဲလေးအဲ့ဒါတပြီးတော့ကြည်ပြီးတော့ဒီယောကဒါလေးကိုယောရဲ့ဆရာသမားဟောတဲ့အစက်ကလေးကိုဒီယောတော့ကတော့သုံးတဲ့အခါသုံးပါတယ်ဗျာနော်ဒါလေးကိုဒီယောတော့ဦးစားပေးသုံးလိုက်တယ်နော်အဲ့ဒါယောတော့ကဒီနေရာမှာဇာလန်းဇက်ွက်ထည့်မယ်ဆိုရင်ထည့်လို့ရပါတယ်ဗျာနော်ဘာတွေထည့်လို့ရတယ်လဲဆရာတော်ယောရဲ့ဆရာသမားကတော့ဒီမှာဝေဒနာနဲ့တဏှာအစတ်ပြောပါတယ်တော့ဒါဆိုတော့သောသောကဘေးတို့ပရမတိကဟောခဲ့တဲ့ဖခင်သုဒ္ဓောဒနာမင်းကြီးမရှိလားရှိသလားဒါဆိုတော့သုဒ္ဓောဒနာမင်းကြီးကတခြားဖြစ်ချင်တာလားစัจ java ဝရိမင်းကြီးဖြစ်ချင်တာလားမဖြစ်စေချင်ဘူးလားဖြစ်ချင်တာသို့သောတို့ဘုရားအလောင်းကစัจ java ဝရိမင်းကြီးဖြစ်ချင်တာလားဘုရားဖြစ်ချင်တာလားဒါဆိုတော့ဖခင်သုဒ္ဓောဒနာမင်းကြီးကဘယ်ဇတ်နဲ့ဘယ်ဇတ်စတ်တာကြိုက်တော့မကြိုက်ဘူးလားကြိုက်သလားနော်ဒါလေးပေါ့ဗျာနော်နောက်ပြီးတော့ညီတော်မင်းနံဟုတ်တယ်မို့လားဟုတ်လို့မရဘူးလား
အဲ့ဒါလေးနော်ဤတော်မင်းနံကိုကြည့်ဩငါရဲ့သားကြီးကတော့ဘာဖြစ်ကိန်းရှိပါလျက်နဲ့တော့စัจ java ရေမင်းကြီးဖြစ်ကိန်းရှိပါရဲ့နဲ့တောထွက်ပြီးတော့သွားလက်တယ်ယခုဘာဖြစ်သွားတော့ဖယားဖြစ်သွားတယ်ဒါကြောင့်ဒုက္ခမြာဘာဖြစ်ခွင့်မရဘူးတော့စัจ java ရေမင်းကြီးရဲ့ဖခင်ဖြစ်ခွင့်မရဘူးယခုကြည့်ညီတော်မင်းနံကလည်းပဲဘာကိန်းရှိတော့စัจ java ရေမင်းဖြစ်မဲ့ကိန်းမပါဘူးလားဒီလိုလေးရဘူးလားဩဒီလိုလေးပေါ့ဗျာနော်အရှင်ပြတော့အဲ့ဒီ၃မျိုးကိုစက်လို့လေအဆက်နေရာမှာထဲပြီးတော့ဟောလို့မရဘူးလားနောက်ပြီးတော့ဘုရားတပည့်တော်တို့ရဲ့နော်ဆရာသမားဆရာတော်ဥဒိရေကတော့ရှင်သာရိပုတ္တရာရဲ့ညီယေဝနာလေးရဲ့မင်္ဂလာဆောင်လေးကိုဒီလိုလေးဟောတယ်ပေါ့ဗျာနော်ဒါကြောင့်ရှင်ဘုရားတို့လည်းပဲညံချက်ပြီးတော့ဝေဒနာနဲ့တဏှာအစကြည့်ပြီးတော့မောရမှာလားဟောရမှာလားဒါကဇာလန်းဇက်ကဟောတာပေါ့ဗျာယခုရှင်ဘုရားတို့1နဲ့2အဲ့ဒီကြားထဲမှာပြည်တော်သုတိလေးထည့်ပြီးတော့ဟောလိုက်တဲ့အခါကျရှင်ဘုရားတို့လည်းပဲအောက်ကယောဂီတွေလည်းဩဘဝကဒီလိုပါလားဟုတ်တယ်မို့လားဒါကြောင့်တန်ဆိုတာကအစီစဉ်တကြအကျိုးပေးတာဟုတ်ရဲ့လားထင်ရမြင်ရအကျိုးပေးတာပြောပါအကျိုးပေးတာတော့ဒါကြောင့်အဲ့ဒီကံတွေကိုအားကိုးပြီးတော့နေရမှာလားဉာဏ်အားကိုးပြီးတော့နေရမှာလားကံဆိုတာဘယ်သူနဲ့ဘယ်သူကသိသိထားတော့ဒါတော့ဝိဇ္ဇာကတဏှာသိသိသူတို့ပေးခြင်းရမပေးမှာလားပေးမှာလားကိုကချမ်းသာခြင်းနဲ့သူကဆင်းရဲတာပေးခြင်းပေးမှာသို့တော်လည်းဟဲ့ဒီဉာဏ်ကတော့ဆင်းရဲပေးမှာလားချမ်းသာပေးမှာလားအဲ့ဒါတခြားချမ်းသာလားနိဗ္ဗာန်ချမ်းသာလားဒါနိဗ္ဗာန်ချမ်းသာလိုချင်တယ်ဆိုရင်ဝေဒနာနဲ့တဏှာအစမဖြတ်ရမှာလားဖြတ်ရမှာလားကဲဝေဒနာအစတဏှာအစဖြတ်ကြပါတော့အဲ့ဒါတခြားကြည့်မှာလားခန္ဓာကြည့်မှာလားကဲခန္ဓာကြည့်တဲ့ခန္ဓာဒီတည်မြဲတာတွေ့မှာလားဖြစ်ပြီးတော့ပြတ်တာတွေ့မှာလားဒါကြောင့်ခန္ဓာဖြစ်ဖြစ်ကဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကပြဘာသစ္စာတဲ့တော့မေဃသစ္စာတော့ဝေဒနာနဲ့တဏှာအစမပြတ်ဘူးလားပြတ်သွားသလားဝေဒနာနဲ့တဏှာအစပြတ်ပြီဟဲ့ဒီမှာသတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိမပြုတ်ဘူးလားပြုတ်သလားဟုတ်တယ်ဟုတ်ပြုတ်ချင်လို့ပြုတ်တာလားအစဖြတ်လို့ပြုတ်တာလားဘယ်နဲ့ဘယ်ချက်ကဖြတ်လိုက်တာမဖြတ်လိုက်ဘူးလားဖြတ်လိုက်သလားဖြတ်လိုက်တော့ဝေဒနာနဲ့တဏှာအစမပြတ်ဘူးလားပြတ်သလားအဲ့ဒါပြတ်တာတခြားသစ္စာလားသမုဒိယသစ္စာလားဒါဝေဒနာနဲ့တဏှာအစပြတ်ပြီဟဲ့ဒီမှာကမ္မဘဝဆိုတော့ကံနေကောလာသေးလားကုသလကုသလဇဟံပြန်ပြပါလေတော့ကုသိုလ်အကုသိုလ်ရဲ့အကျိုးပေးခွင့်ရှိသေးလားအကျိုးမပေးတော့ခန္ဓာတွေရစရာလိုသေးလားအဲ့ဒါတခြားသစ္စာလားនិရောဓသစ္စာလားဘယ်အစပြတ်တာတဲ့တော့ကာမဘဝနဲ့အစပြတ်တာဘာသစ္စာတော့និရောဓသစ္စာပြောဘာသစ္စာတဲ့တော့အဲ့ဒီကြတော့စောစောကပြောတဲ့ကုသိုလ်လေစွန့်ပြောပါလဲစွန့်နေတော့အကုသိုလ်လေဇန်နေလည်းမဆုံးဘူးလားစွန့်သွားသလားဒါဆိုအကျိုးပေးစရာရှိသေးလားအပယ်လေးပါးကအကျိုးပေးစရာရှိသေးလားသို့တော်လည်းပဲယခုရနေတဲ့ခန္ဓာကြီးရှိနေတော့မတရားသေးတာလားတရားသေးတာလားဘာရလို့သေးတာတော့ခန္ဓာတတိပြတော့တခြားဖြစ်လို့လားအစဆက်ခဲ့လို့လားအဲ့လိုဝေဒနာနဲ့တဏှာကြားကညံလေးသွင်းပြီးတော့ဖြတ်ကြမယ်ဆိုရင်သိစရာကောလိုသေးလားကံဒီကိုဆက်စရာလိုသေးလားအေးမလိုတော့ရင်မချမ်းသာလားချမ်းသာလားချမ်းသာခြင်းတဲ့ဘယ်ဆက်ဖြတ်မှာလဲတော့မဖြတ်ရမှာလားဖြတ်ရမှာလားဖြတ်တော့တခြားကြည့်ပြမလားခန္ဓာကြည့်ဖြတ်မှာလားခန္ဓာဖြစ်ကဘာသစ္စာရှုတဲ့ဉာဏ်ကဘာသစ္စာဝေဒနာနဲ့တဏှာအစပြတ်တာဘာသစ္စာဒါတော့ကာမဘဝနဲ့ဇာတိအစမပြတ်ဘူးလားပြတ်သလားဘာသစ္စာတဲ့တော့အဲ့လိုအစတွေဖြတ်နိုင်အောင်ကြိုးစားကြပါတော့တိုက်တွန်းရဲ့နဲ့သာဓုကိုတော်ကြပါစို့ဗျာ